လူမျိုးတို့အမေစတဲ့စိတ်နဲ့ပုတ်ဝေးရအောင်မယ်။ကိုကျစ်တဲ့နန်းတဲ့လာပါလို့ရင်းချက်ပြပါအောင်။ဒီဘောင်းနဲ့ဘလို့လို့မရဘူးလေ။ကျမ်းမာပါစေ။ဟုတ်ကဲ့ဟုတ်ကဲ့။ကဲသမီးတို့ကြောက်။ရေစက်ချလိုက်အောင်။ ကျမဖေအိမ်မှာရောက်ပြီဗျရောက်ပြီဗျ ကဲရေစက်ချလိုက်အောင်သမီးကလာပြီ။ကပြလိုက်ပါ။ကပြလိုက်ပါ။ဘယ်လိုလုပ်လဲ။မေရောရေလက်ပေါ်လေးကန်တာနောက်ကနေလိုက်ဆိုလဲယနေ့ယခု နေရခု ကျေးဇူးတော်ရှင်တတ်တော်ရှင်တတိယသွမ်းဆရာတော်ဘုရားကြီး ပသိရည်သွန်းဆရာတော်ဘုရားကြီး ဒီဆောက်ဆဲဖြစ်သော ဒီဆောက်ဆဲဖြစ်သော ပေ400 500 ပေ400 500 မဟာအရိယဗိမာန်တော်ဤအတွက် မာရိယာဗိမာန်တော်ကြီးတို့ နဝကမ္မာများ နဝကမ္မာများ လူဒန်းရသော လူတိုင်းရသော ကောင်းမှုကံ ကောင်းမှုကံ စေရနာတို့ကြောင့် စေရနာတို့ကြောင့် တတိတော်တို့ဤ တပည့်တော်တို့၏ ဒုက္ခခတ်သိ ဒုက္ခကသိမ့် ချုပ်ငြိမ်းရာအမှန် ချုပ်ငြိမ်းရာမှန် ဉာဏ်နိဗ္ဗာန်သို့ ဉာဏ်နိဗ္ဗာန်သို့ ရာကြောင့် ရရောက်ကြောင်း ရောက်ကြောင်း ရောက်ကြောင်း အာကောင်းသော အာကောင်းသော အထောက်ပံ့သည် အထောက်ပံ့သည် ဖြစ်ကြပါသည်ကုန်တည်း ကြည်ကြပါစေကုန်သတည်း လူရန်ရသော ယနေ့လူတိုင်းရသော ကောင်းမှုကံ ကောင်းမှုကံ စေနာတို့ကြောင့် စေတနာတို့ကြောင့် တန်တရားဆက်ဆက်မှ သံဃာဆက်ဆက်မှ တော်ဆက်ခဲကြကုန်သော တော်စားခဲ့ကြကုန်သော မိဘဘိုးဘွား မိဘဘိုးဘွား ဆွေမျိုးသားချင်း သွေမျိုးသားချင်း ဒီကိုမောင်နှမ ညီကိုမောင်နှမ ငယ်ချင်းပေါင်းတင်တို့အား၎င်း တငယ်ချင်းအပေါင်းအသင်းတို့အား၎င်း အမြပေးဝေပါ၏ အမြပေးဝေပါ၏ မြင်နိုင်သည်မြ မြင်နိုင်သမျှ ကြားနိုင်သည်မြ ကြားနိုင်သမျှ ဒုက္ခိတ 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 တတ္တဝါပေါင်းတို့အားလုံးအား၎င်း တတ္တဝါအားလုံးတို့အား၎င်း အမြပေးဝေပါ၏ အမြပေးဝေပါ အ ၏ မြရာကြ အမြရာကြ ၍ ၍ ကိုယ်စိတ်နှပြ ကိုယ်စိတ်နှပြ ကျမ်းမာ ကျမ်းမာ ချမ်းသာ ချမ်းသာ ဝမ်းသာ ဝမ်းသာ ဖြစ်ကြပါစေကုန်သော ဖြစ်ကြပါစေကုန်သောအာအမြအမြအမြယူတော်မူကြပါကုန်သော